ဒီအပဒေဒေသကြီးမြောင်ခရိုင်ကြံကြီးမြို့နယ်ရုံလူလူချေပြူဘောဓနာကွန်မြူနတီစင်တာခန်းမတွင်ယနေ့နံနက်ပိုင်းကသတိထားပွဲလီလူညဉ့်ညမ်းမှုအန်တီရဲ့တိပြမီတော်ရှိုးကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါတိပြမီတော်ရှိုးတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆိုင်ဦးစီးဌာနမှဦးစီးရရှိဒေါက်ခင်မွန်မြင့်နှင့်ဒုတိယဦးစီးမှုဒေါ်မင်းတင်သားနှင်းတို့ကသတိထားပွဲလီလူညဉ့်ညမ်းမှုအန်တီရဲ့အကြောင်းအရာများကိုယခုလိုပဲဆွေးနွေးထားကြပါတယ်ခင်ဗျာ။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူလူအခြေပြုဗဟိုဌာနကွန်မြူနတီစင်တာခန်းမှာအသိပညာပေးလုပ်ငန်းများကိုစစ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာဒီကနေ့မှာတော့သတိထားပွဲလေထုညဉ့်ညမ်းမှုအန်တီရဲ့အသိပညာပေးတော်ရှူလေးကိုရိုက်ကူးတင်ဆက်ထုတ်လွှင့်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီအစီအစဉ်မှာဆိုရင်ကျမဒေါက်ခင်မွန်းမြင့်ဦးစီးရာရှိနှင့်အတူကျမဒေါ်မေတင်စာနဲ့ဒုတိယဦးစီးမှုတို့တင်ဆက်တော့ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီလေထုညဉ့်ညမ်းမှုဟာကမ္ဘာ့ကျန်းမာရေးဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေတဲ့ဒီဇင်းမြစ်တစ်ခုအဖြစ်ရင်ဆိုင်နေရပါတယ်ညီမလေးရေဟုတ်ကဲ့ရှင်ဒါကြောင့်ဒီဖေဖော်ဝါရီလ24ရက်နံနက်8:00 နာရီခွဲအချိန် INGU Air ရဲ့ထုတ်ပြန်ချက်အရရန်ကုန်မြို့မှာကမ္ဘာလေထုညဉ့်ညမ်းမှုအဆင့်၄မှာရပ်တည်နေပြီး AQI လေထုအရေးအသွေးအညွှန်းကိန်းမှာဆိုရင်210မှာရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ကဘာကြီးမှာတိုးတက်မှုတွေများလာသလိုကဘာကြီးရဲ့ကျန်းမာရေးရောလူတွေရဲ့ကျန်းမာရေးပါထိခိုက်လာပါတယ်။ရင်တွေစက်ယုံတွေတိုးတက်လာတာကြောင့်နေ့စဉ်အသက်ရှင်ရပ်တည်ဖို့မဖြစ်မနေလိုအပ်တဲ့ရေလေနဲ့အစားအသောက်တွေဟာလည်းညဉ့်ညမ်းလာရပါတယ်ရှင်။လေထုညဉ့်ညမ်းမှုကလူသားတွေရဲ့အသက်ရှင်ရပ်တည်မှုအပေါ်အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာစေပါတယ်ရှင်။ဟုတ်ကဲ့ပါညီမလေးလေထုညဉ့်ညမ်းမှုကြောင့်ကျန်းမာရေးထိခိုက်နိုင်မှုအခြေအနေလေးကိုဆွေးနွေးပြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်လေထုညဉ့်ညမ်းမှုကြောင့်ကျန်းမာရေးကိုတော်တော်လေးထိခိုက်နိုင်ပါတယ်ရှင်လေထုညဉ့်ညမ်းမှုကြောင့်အရင်ဆုံးခံစားရမယ့်လက္ခဏာတွေဟာဆိုရင်အသက်ရှူကျက်တာအသက်ရှူလမ်းကြောင်းမှာမအိမ်မသာတွေဖြစ်တာမျက်လုံးတွေကျိန်းဆက်တာအသားအရည်ခြောက်သွေ့တာတွေကိုခံစားရနိုင်ပါတယ်ရှင်လေထုညဉ့်ညမ်းတဲ့အခါမှာလေထုထဲမှာရှိနေတဲ့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့ညဉ့်ညမ်းစေတဲ့အရာတွေကခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်တယ်လို့အသက်ရှူလမ်းကြောင်းစနစ်သွေးလည်ပတ်မှုစနစ်ကိုလည်းရောက်ရှိပြီးအဆုပ်နှလုံးနဲ့အုံနောက်တို့ကိုလည်းပျက်စီးစေနိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။မာကြီးလေထုညဉ့်ညမ်းမှုနဲ့လေထုညဉ့်ညမ်းမှုကိုရှော့ချနိုင်မှုအတွက်နည်းလမ်းလေးတွေကိုလည်းပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဒီလေထုညဉ့်ညမ်းမှုကိုရှော့ချနိုင်မဲ့နည်းလမ်းတွေကတော့ကားမော်တော်ဆိုင်ကသုံးစွဲမှုကိုတတ်နိုင်သမျှရှော့ချရမှာပဲဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ကျမတို့ကလမ်းလျှောက်ခြင်းနောက်ဆက်ဘိန်းစီးခြင်းတွေကိုကျမတို့ကပြုလုပ်သွားရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီလောင်စာမီးစက်တွေအစပေါ့နော်အင်ဗာတာနဲ့ဆိုလာကိုအသုံးပြုရမှာဖြစ်ပါတယ်လေထုညဉ့်ညမ်းမှုကဆိုရင်ကလေးငယ်များအပါအဝင်သဘာဝပတ်ဝန်းကျင်နဲ့လူသားတွေကိုလည်းထိခိုက်စေကြောင်းအသိပညာပေးပြောဆိုခြင်းတွေကိုလည်းပြုလုပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးရေဒီလေထုညဉ့်ညမ်းတဲ့အခါမှာဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းလေးကိုလည်းဆက်လက်ဆွေးနွေးပေးပါအောင်ဟုတ်ကဲ့ပါရှင်လေထုညဉ့်ညမ်းတဲ့အခါမှာဘယ်လိုကာကွယ်ရမလဲဆိုရင်ကျန်းမာရေးကိုမထိခိုက်စေဖို့အတွက်အတက်နိုင်ဆုံးကာကွယ်ထားဖို့လိုပါတယ်လေထုညဉ့်ညမ်းမှုနဲ့ကြုံရတဲ့အခါမှာတော့ပါးစပ်နှာခေါင်းစည်းတို့ကိုဝတ်ဆင်ရမှာဖြစ်ပါတယ် mask ကိုတော့မဖြစ်မနေသုံးပေးဖို့လိုပါတယ်ရှင်အိမ်တွင်းလေတန်းစင်မှုအတွက်လည်းလေစစ်နိုင်စွမ်းရှိတဲ့ air comforter တွေကိုလည်းမကြာခဏတန်းစင်ပေးဖို့လိုတယ်ဖြစ်နိုင်မယ်ဆိုရင်တော့အိတ်ခမ်းတစ်ခမ်းထဲမှာလေတန်းစက်လေးတွေကိုတစ်နိုင်တစ်ပိုင်းတက်စင်ထားဖို့လိုအပ်ပါတယ်ရှင်အခန်းတွင်မှာအစိမ်းရောင်နဲ့အလှဆင်ထားတဲ့အပင်တွေစိုက်ပျိုးထားတာကလည်းလေကိုတန်းစင်မှုကူညီတဲ့အကူအညီဖြစ်နိုင်ပါတယ်အနက်ပါတဲ့ဖျောင်းနိုင်အမွှေးထိုင်တွေတခြားမီးညှိနိုင်တဲ့အသုံးပြုရတဲ့အမွှေးနှံသားတွေကိုအခန်းထဲမှာမသုံးသင့်ပါဘူးကိုယ်ခါအားကိုကောင်းစေတဲ့အစိမ်းရောင်အသီးရွက်တွေအစိအစံနဲ့တတိဝလံတွေကိုများများစားပေးပါကိုအတွင်းအစိတ်ထုတ်နိုင်မှုအတွက်ဆိုရင်တော့ကောင်းစောအားကောင်းစေဖို့အတွက်ဆိုရင်တော့ရေကိုများများတောက်သုံးပေးရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အမကြီးနောက်ဆုံးအနေနဲ့ဆက်လက်ပြီးဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်အချုပ်အားဖြင့်ဆက်လက်ဆွေးနွေးရမယ်ဆိုရင်ဒီလေထုညဉ့်ညမ်းလာတိုင်းမှာကလေးသူငယ်တွေကိုဝင်ဆောင်နေတက်ကြီးရွယ်အိုနဲ့နာတာရှည်ပြင်းထန်ယောဂတွေကိုအထူးဂရုစိုက်ပေးပြီးအပေါ်ကနေကျမတို့ခုနကဆွေးနွေးခဲ့တဲ့ဒီအချက်တွေကိုပေါ့နော်လိုက်နာမယ်ဆိုရင်လေထုညဉ့်ညမ်းမှုကြောင့်ဖြစ်လာတဲ့ဒီကျန်းမာရေးပြဿနာတွေကိုအတိုင်းအတာတစ်ခုရှောင်ရှားနိုင်မှာဖြစ်တဲ့အကြောင်းအခုကျမတို့ညီမနှစ်ယောက်ကနေအသိပညာပေးရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီသတင်းကိုဖြိုးဝင်ကြံခင်းပြန်စင်မှာပြပူထားခြင်းဖြစ်ပါတယ်